တခြားနားထောင်မှာယူဒရှကာယောဟာသခင်ယေရှုခရစ်တော်ရဲ့အနီးဆုံးမှာရှိနေတဲ့တပည့်တော်12ယောက်ထဲကတစ်ယောက်ဖြစ်တယ်အဲ့တော့စဉ်းစားစရာတောင်းတဲ့ຢာတစ်ခုကကိုယ့်ရဲ့အနီးအနားမှာရှိနေလို့ကိုယ့်ပေါ်မှာသစ္စာရှိမယ်မထင်နဲ့ကိုယ့်ရဲ့အနီးအနားမှာရှိပေမဲ့ကိုယ့်ရဲ့ကြွယ်ရာမှာကိုယ့်ကိုတိတ်တဆိတ်ရံပတ်ပြုတ်နေတဲ့သူတချို့ရှိတယ်ဘုရားဉာဏ်ပညာပေးပါစေကိုယ့်ရဲ့အနီးအနားမှာရှိနေပေမဲ့ကိုယ့်ကိုအမြဲတမ်းဆုံးရှုံးစေဖို့ရန်အတွက်ကြံစီနေတဲ့သူတချို့ရှိတယ်ဒါဆိုသူတို့ကဘာဖြစ်လို့ကိုယ့်ရဲ့အနီးအနားကိုရောက်လာတယ်လဲဆိုတော့ကိုယ့်စီကအကျိုးအမြတ်တစ်ခုခုကိုရဖို့ရန်အတွက်ရောက်ရှိလာတာဖြစ်တယ်ကိုယ်မှာရှိနေတဲ့အရာတွေအားလုံးကိုဆုံးရှုံးသွားစေဖို့ရန်အတွက်ကြံစီနေတဲ့အရာဖြစ်တယ်ဒါသင်ရဲ့တတ်တာတွေမှာအဲ့လိုတငယ်ချင်းတွေနဲ့အပေါင်းအသင်းတွေနဲ့မပေါင်းအသင်းဖို့အတွက်အရေးကြီးတယ်အာမင်ဒါနဲ့အဲ့ဒီလိုမျိုးယေရှုခရစ်တော်နဲ့အတူတူညစာစားပွဲမှာလုပ်နေတဲ့အခါမှာယူဒရှကာယောကယေရှုနှိုက်တဲ့ခွက်ကိုလူပြီးနှိုက်တာလက်ဆောင်သွားတာမဟုတ်ဘူးနော်ကျမ်းစာကရေးထားတဲ့အခါမှာလက်ဆောင်သွားတာမဟုတ်ဘူးယေရှုခရစ်တော်နှိုက်နေတဲ့ပကံကိုလူပြီးနှိုက်တယ်ဆိုတဲ့အရာကိုပုံဆောင်နေတာဖြစ်တယ်ဆိုလိုတဲ့အရာကယေရှုခရစ်တော်နဲ့ပခုံးချင်းရှင်ရတဲ့သူခေါင်းဆောင်ကိုခေါင်းဆောင်နေမှာမထားဘူးရိုသေခြင်းမရှိဘူးလေးစားခြင်းမရှိဘူးခေါင်းဆောင်တင်ပေးနေတဲ့အရာကိုနောက်တစ်ခါတည်းနာခံခြင်းနဲ့စိတ်မရှိဘူးအများနဲ့တွန်းလှန်ပုံကန်ပြီးတော့မှစော်ကားဖို့ရန်အတွက်စောင့်နေတဲ့သူတချို့ရှိတယ်အဲ့တော့အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကဘာပြောလဲဆိုတော့ငါ့ကိုအံ့နမိတ်သူရှိတယ်တပည့်တော်တွေ12ယောက်လုံးပြောတာဒါနဲ့ကျန်တဲ့သူတွေ17ယောက်လုံးကဘာဖြစ်ကြလဲဆိုတော့မျက်နှာညှိုးငယ်နေတယ်တဲ့ဒါပေမဲ့ဟိုတယောက်သစ္စာဖောက်မဲ့တယောက်ကမျက်နှာပြောင်တိုက်ပြီးယေရှုကိုမေးတယ်သစ္စာဖောက်မဲ့သူကကျွန်တော်လားယေရှုကလည်းပြန်ပြောတယ်အေးမင်းပဲတဲ့သူကသူသိတယ်တပည့်တော်တွေအားလုံးကဝမ်းနေနေတဲ့အချိန်မှာသူကမျက်နှာပြောင်တိုက်ပြီးမေးရတာဘလောက်တောင်မှယူဒရှကာရဲ့စိတ်နှလုံးကဆင်းလဲတယ်လေကောက်ချစ်တယ်လေအပြင်မှာတော့ကုညီပေးတယ်လို့နဲ့အပြင်မှာတော့အနားမှာရှိပေးတယ်လို့နဲ့တကယ်အတွင်းထဲမှာကျတော့ဘယ်အချိန်မှာသူ့ကိုတော့ကြောက်တွင်းထဲချရမလဲဆိုတဲ့အရာကိုစောင့်ကြည့်တတ်တဲ့သူတစ်မျိုးရှိတယ်အဲ့လိုလူနဲ့တင်နေဝေးပါစေတမိသားစုနဲ့ဝေးပါစေအရှိအနောက်ချိတ်ဆက်လို့မရသလိုထိုသူတွေနဲ့တင်ဟာအရှိအနောက်ချိတ်ဆက်လို့မရအောင်ဝေးကွာပါစေဟာလေလုယာအထဲထဲကနေသူ့ဘဝထဲကနေယူဒရှကာယိုထွက်သွားလို့ယေရှုဝမ်းမနေတချင်းဆိုရင်တန်လင်းတောင်တက်သွားတယ်ဒါကြောင့်တချို့သောအချိန်မှာခံစားနေဖို့မဟုတ်ဘူးအဲ့ဒီ emotion လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ခံစားချက်တွေကသစ္စာဖောက်တဲ့သူတွေအတွက်နာကျင်သွားဖို့မဟုတ်ကိုယ့် emotion ကိုထိန်းရမယ်ကိုယ့်ပေါ်မှာသစ္စာဖောက်လာတဲ့သူတွေအားလုံးအတွက်ကိုလို့ရမယ့်အရာတစ်ခုကဘုရားသခင်ကိုယေရှုတင်လိုက်ရုံပဲအဲ့ဒါဘသူရဲ့စိတ်ဝိညာဉ်လဲဆိုတော့ဒေလီလာရဲ့စိတ်ဝိညာဉ်ဖြစ်တယ်လူများစွာကိုအနိုင်ရခဲ့တဲ့ဖိတလိလူမျိုးတွေကိုအများကြီးအနိုင်ရခဲ့ပေမဲ့ဒေလီလာရဲ့အောက်မှာသပင်ပြက်ခဲ့တာပဲမဟုတ်ဘူးလားမျက်စိအဖောက်ခံခဲ့ရတာပဲမဟုတ်ဘူးလားဒါကြောင့်ကျမတို့ဉာဏ်ပညာရှိဖို့နဲ့အရေးကြီးပါတယ်အမှန်တော့အဲ့ဒီနေရာမှာရှမ်းဆောင်တာအသေးကွဲခံပြီးတော့ဖျားခေါ်တဲ့ပန်းတိုင်ကိုအရောက်ပြေးခဲ့မယ်ဆိုရင်သပင်ပြက်စရာအကြောင်းလည်းမရှိဘူးမျက်စိကန်းစရာအကြောင်းလည်းမရှိဘူးတချို့သောသူတွေနော်ကျမတို့ဘဝတွေကထွက်ဖို့ရတဲ့အသေးကွဲခံတက်ရမယ်လူငယ်တွေတဲကွဲလဲငါအတွက်ဖျားပဲမင်းမရှိလဲဖျားရှိတယ်ဒီလိုခံယူချက်ရှိနေဖို့နဲ့အရေးကြီးတယ်အာမင်တချို့သောကိုထားတဲ့ရည်စားတွေကဘုရားသခင်မနစ်သက်တဲ့သူဆိုတာသိရသားနဲ့ရည်ရွယ်ချက်ရှိထားတယ်ဆိုရင်မကြခင်မှာရှန်ဆုံးလိုပဲမင်းပြတ်တော့မယ်ဘာကြောင့်လဲအဲ့ဒီလူတွေအားလုံးဟာတင့်ကိုတကယ်ချစ်လို့အနားမှာရောက်လာတာမဟုတ်